ငါနည်းနည်းနောက်ကျသွားတယ်စောင့်နေရကြပြီလားအေးကြာပြီနည်းနည်းနင့်ကိုနဲ့ရနိုင်ငံခြားမှာကျောင်းသားတက်ခိုင်မှုစီစဉ်နေရဆိုဟုတ်တယ်ဟာဥရောပဘက်ကိုသွားစီခြင်းနေရလေအဲ့မှာပညာရေးစနစ်ကောင်းပြီးတော့နာမည်ကြီးတက်ကိုတော်တော်များများလည်းရှိရဲတဲ့ဟိုဒါနဲ့နင်းလဲကျောင်းသွားတက်ဖို့စီစဉ်နေရမလားငါနဲ့တူတူသွားမယ်လေဟာအဖော်ရတာပေါ့မသိချသေးပါဘူးဟာနိုင်ငံခြားမှာကျောင်းတက်ခိုင်မှုဆိုတာလွယ်ရမှာမဟုတ်ဘူးပြီးတော့အဲ့ဥရောပဘက်ဆိုရင်ပို့ဆိုရင်နေစိတ်တော့ကျောင်းတက်တယ်လောက်တောင်ဈေးကြည့်နေတာပြီးတော့ငါ့ရင်ကအလောက်ထိအများကြီးထောက်ပံ့နိုင်မှာမဟုတ်ဘူးကဟဲ့ဥရောပဆိုတာနေဈေးကြည့်ရလို့နင့်ကိုဘသူကပြောလဲငါလေးပတ်တိုင်းလုပ်ပြီးတော့ဈေးတက်တက်တာနဲ့သွားတက်လို့ရတဲ့နိုင်ငံနှစ်နိုင်ငံသိထားတယ်ဟဲ့ဟုတ်လားပြောပါပထမတစ်ခုကငါတို့မြန်မာကျောင်းသားတွေတော်တော်များသွားတက်နေကြတဲ့ဂျာမနီဟာဂျာမနီမှာတစ်နှစ်ကိုယူရို1000ဝန်းကျင်လောက်ပဲကြာတာဟာကျောင်းစရိတ်ကအဲ့တော့တခြားဥရောပနိုင်ငံတွေနဲ့ရှင်လို့ရှိရင်တော်တော်လေးတက်တာရလို့ပြောလို့ရတယ်ပြီးတော့ scholarship တွေလည်းအများကြီးရှိတယ်ဟာရှောက်ကြည့်ပြီးတော့ရလို့ရှိရင်ပိုတောင်းတက်တာနေစရိတ်စားစရိတ်ကလည်းတစ်လောက်ယူရို900ကနေပြီးတော့ယူရို1200လောက်ထိပဲရှိပေမဲ့ဟိုကိုချွေတာရင်းချွေတာလောက်အကုန်ကြလဲတက်တာမှာကွာမှန်ပါပြီးတော့သူ့စီမှာပတ်တိုင်းအနေနဲ့တစ်ပတ်ကိုနာရီ20အထိအလုပ်လုပ်လို့ရတယ်။နွေရာသီကျောင်းပိရက်တွေဆိုလို့ရှိရင်နာရီ40အထိအောင်လုပ်လို့ရတယ်ဟာ။နေနောက်နှစ်တော့တောင်းပတ်စံကြိုစုလို့ရသေးတယ်။ကျောင်းပြီးသွားလို့ရှိရင်လည်းအဲ့ဒီမှာပဲနေ18လဆက်နေပြီးတော့အလုပ်လုပ်ခွင့်ရောအလုပ်လျှောက်ခွင့်ရောရှိသေးရဲ့ဟာ။ဟဲ့ဟုတ်လားလက်ဆိုအဆင်ပြေရပေါ့။အဲ့နောက်နိုင်ငံရောနောက်တစ်နိုင်ငံကဟန်ဂေရီ။သူကကြတော့ဥရောပမှာကျောင်းလာကအသက်တာဆုံးနိုင်ငံပဲ။ကျောင်းလာကတစ်နှစ်ကိုယူရို9000နဲ့ပြီးတော့13000လောက်ထိပဲကျတယ်။ကျောင်းလာကတက်တာရဆိုပြီးတော့လေပညာရေးမကောင်းလို့ပြောလို့မရဘူးနော်။ဥရောပသမဂ္ဂကနေပြီးတော့အတိမတ်ပြပွဲအထိပါယူလို့ရသေးတယ်။နေထိုင်စရိတ်ကလည်းတစ်လကိုယူရို900နေပြီးတော့ယူရို800ကျပဲကျမှာဆိုတော့ဂျာမနီချက်တောင်ပို့ပြီးတော့တက်တာသေးရဟာ။အချိန်ပိုင်းအလုပ်လုပ်ခွင့်ရလဲကျောင်းဖွင့်တဲ့ရက်တွေမှာဆိုလို့ရှိရင်တစ်ပတ်ကိုနာရီ30အလုပ်လုပ်လို့ရတယ်။ကျောင်းပွဲရက်တွေမှာဆိုလို့ရှိရင်တစ်ပတ်ကိုနာရီ40အထိလုပ်လို့ရတယ်။ဂျာမနီလိုပဲဟာဟန်ဂေရီမှာအားသာချက်တစ်ခုရှိရကွာအဲ့ဒါကအချိန်ပိုင်းအလုပ်လုပ်ပြီးတော့ရလာတဲ့လုံအားကတွေကိုအစိုးရကနေပြီးတော့ income tax မဖြတ်ပဲနဲ့အပြည့်အဝခံစားခွင့်ပေးရပြီးတော့လို့ရှိရင်နေဘူဒါဘတ်လိုမျိုးကြီးတွေမှာကွာအင်္ဂလိပ်စကားတက်ရုံနဲ့ customer service တို့ tourism တို့ IT တို့အဲ့လိုမျိုးအလုပ်တွေကိုနေအချိန်ပိုင်းလွယ်လွယ်ကူကူအလုပ်လုပ်လို့ရတယ်ရှောက်လို့ရတယ်ဟာဟုတ်လားမိုက်တာပေါ့သူက post study work visa ကို6လထိအောင်ပေးထားသေးတာငါပြောအောင်မောလာခဏလေးအေးတောင်းမယ်ဟေးကျေးဇူးပါဟဲ့ဒါနဲ့နေလောက် information အများကြီးဘယ်သွားချထားတာဘယ်မှရှာစရာမလိုဘူး FAI ရှိရလေ FAI ပါလား FAI ဆိုတာ Study Abroad Agency ပဲကွာငါအိမ်မှာ consultation သွားယူလာတာဟာဟုတ်လားသူက fee တွေပါရောပေးရသေးလားမပေးရဘူးဟာ FAI မှာလေ senior consultant တွေကအခမဲ့တိုင်ပင်ဆွေးနွေးပေးရတကယ်လို့ကိုတက်စင်တဲ့ကြောင်ရွေးပြီးသွားပြီဆိုလို့ရှိရင်လေကြောင်လျှောက်တာတို့ visa လျှောက်တာတို့အခမဲ့လုပ်ပေးသေးရဟိုနင်းလည်းတခြားသွားစင်တဲ့နိုင်ငံရှိလို့ရှိရင်သွားပြီးတော့ဆွေးနွေးကြည့်ပါလားတကယ်လို့ကွာနင်းလူကိုယ်တိုင်သွားဖို့မအားဘူးဆိုလို့ရှိရင်လေ online နေပြီးတော့ appointment ယူလို့ရတယ်ရောကဘယ်နားမှာလဲရင်းနေကုန်းမှာပဲဟာငါနင်းကိုလိပ်စာပို့ပေးထားလိုက်မယ်လေဟေးဟုတ်ပြီတကယ်ချင်းဟေးစီးရောဟာစားလိုက်မှာအစို့